တို့ဖူးတုတ်လေးတုတ်စားမှမလို့တို့ဖူးတုတ်လိုအပ်တာလေးတွေပြင်ထားပါတယ်စီနီမကြီးရည်စီဝါလေးနဲ့ငရုတ်သီးကြက်မုတ်လေးပြင်ထားပါတယ်တို့ဖူးလေးကတော့ဈေးထဲတွေ့လို့ဝယ်ထားခဲ့တာပါကော်ပီရဲ့ရှောက်ရွက်ရဲ့နည်းနည်းမင်းရဲ့ကတော့ပပလေးလိထားပါတယ်ခေတ်ကတို့ဖူးတော့တိတ်မလိတတ်ဘူးပေါ့နော်အခုမှစလိဖူးတာဆိုတော့ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးနော်ငယ်တော့အိမ်မက်တွေကကြီးရယ်တုတ်ဆိုင်မှာအတုတ်စားလို့ရှိရင်အတုတ်ကလေးတွေဒီလိုမျိုးတို့ဖူးလေးတွေကိုဒီလိုလေးတွေလီးနေတယ်ဆိုလို့ရှိရင်ဒီလိုလေးတွေလီးနေတယ်ဆိုလို့ရှိရင်အတုတ်တွေဖြစ်ချင်တယ်ရေခဲချစ်ဆိုင်မှာရေခဲချစ်နေတဲ့ဦးလေးကိုမြင်လို့ရှိရင်ရေခဲချစ်တဲ့ဖြစ်ချင်တယ်ငယ်တော့အိမ်မက်တွေကအရင်ကြီးတာကိုကြီးတာတော့လေလမ်းမေးထွက်ပြီးတော့ဈေးရောင်းချင်တဲ့စိတ်ကအရင်ပြင်းပြနေခုတဘောရပြီစီနီလေးထည့်မယ်စီနီလေးထည့်လိုက်မယ်စီဝါလေးနဲ့ထည့်မယ်စီရည်လေးထည့်မယ်စားလေးနည်းနည်းပဲထည့်မယ်အချုံမောက်လေးလည်းနည်းနည်းလေးပဲထည့်မယ်။အများကြီးလေးလည်းနည်းနည်းပဲထည့်မယ်။အဆုံးမရှိတော့ဒီတိုင်းလေးပဲမှောက်ချလိုက်တော့မယ်။အပြင်လက်စေးထားတဲ့လက်နဲ့နေလိုက်မယ်။ကြောက်ရဲစားမှာတော့ကောပါလား။ပြန်ကောင်းတယ်မှာ။တကူမကောင်းတော့မှာ။ဖရပါရနေပြတော့ချစ်တော့ဘူး။ပြေတော့တပူတော့လေးပါရှင်။သမီးလေးရေတပူတော့လေးပါရှင်။စကြပါအောင်ရှင်။